UK ကကျွန်တော်တို့တည်ခဲ့တဲ့ UK မဟုတ်တော့ဘူး လန်ဒန်မှာဆိုရင်လူငယ်တွေပွဲရပညာတတ်တွေအများကြီးကဘာလို့နေလဲဆိုရင် Uber မောင်းနေတယ်ပြီးရင်အစားတောက်တွေလိုက်ပို့နေအဲ့လူတွေအကောင်လုံးက Master အကြောင်းပြီးထားတဲ့သူတွေ PhD အကြောင်းပြီးထားတဲ့သူတွေ ဒီနေရာအကောင်ဆုံးမဟုတ်ပေါ့သိလားဒီထက်ပိုကောင်းတဲ့နေရာတွေရှိတယ်UK အကြောင်းနဲ့ပြောအောင်ကို UK ကိုလည်းမလာစီချင်အခုကဘယ်သူ့မှမလာစီချင်လို့လည်းပြောလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့အတိတ်ကို look back ကျွန်တော်တော့ဗောနော်ကျွန်တော် claim ဘွားတွေကကျွန်တော်အင်္ဂလိပ်စာတွေပဲစာလေ့လာတွေစာအုပ်ဖတ်လို့ရှင်လေ Cambridge ရှိတယ် Oxford ရှိတယ်နောက် Harry Potter ဘာညာကြည့်တယ်ဟို BMI တွေဒီ London Eye တွေ Houses of Parliament ဘာညာအကုန်လုံးကဒါကျွန်တော်တို့ငငယ်တွေကကျွန်တော်တို့ဗောနော်တကယ် dream နေရပါဘောဟုတ်ကဲ့အခုလည်းရောက်နေပြီဆိုတော့ဘယ်လိုပြောရမလဲလူတွေကိုမလာဘူးလို့ပြောရဆိုပေမဲ့ကျွန်တော်တို့နိုင်ငံထဲကိုပြန်ကြည့်လို့ရှင်ကျတော့အခြေအနေတွေကအရန်ကွာတယ်ဗျာဒီလားဒီမှာဆိုလို့ရှင်ကွာတကယ် basic တွေကွာသလားပြောရလို့ရှိရင် still it's very safe and again ねဘောအေးစိနေလို့ရတယ်အလုပ်တစ်ခုရှိရင်ဗျာဟိုတကယ် high paying job မှာမဟုတ်ဘူးဟိုတာမန် blue collar job နေလဲအိုးနဲ့အိမ်နဲ့နေနိုင်တယ်ဘောကအာမခံချက်ရှိတယ်ဗျာခွင့်ရရရင်တော့ဟို UK ကိုအရန်လာကြတယ်ဆိုတော့လာပေါ့ because ဟိုငကိုနေတဲ့ life တော့အများကြီးပိုကောင်းမှာပေါ့နော်ဒါပေမဲ့ဒီဒီဆိုတော့ပြောလို့ပဲတခြား Canada တို့ US တို့ Australia တို့တခြား European countries နဲ့ပြန်ရှင်မယ်ဆိုရင်တော့လေ UK ကဟိုကျွန်တော်တို့တည်ခဲ့တဲ့ UK မဟုတ်တော့ဘူး UK မဟုတ်တော့အထူးသဖြင့်ကျွန်တော်ဆိုဒီ2012မှာလာတယ်ပေါ့နော်အခုဆို2025 almost 13 years ပြည့်တော့မယ်ဒီ August လဆို73နှစ်ပြည့်ပြီပေါ့ဒီ73နှစ်အတွင်းမှာဟိုထဲထဲဝင်နေမဟုတ်သေးဘူးเนาะနေ့တိုင်းသွားတာလာတာဒီမြင်နေရတာနဲ့ဟို life ကမတူတော့ဘူးတိုးတက်မှုမရှိဘူးစုပ်ယုပ်လာတာကများတယ်ကုန်စည်နှုန်းတွေဘာတွေကစလို့ဗျာသိလားအဲ့လို cost of living တွေအများကြီးတက်လာတယ်ဟိုအိမ်စရိတ်တွေရေမီးပါညာပေါ့ဗျာလူတွေဆိုလို့ရှိရင်လည်းအရင်ကလောက်ကျွန်တော်အစောကပြောခဲ့တယ် blue collar ဆိုလည်းနေနိုင်တယ်ဆိုပေမဲ့အရင်ကလောက်ချောင်ချိမနေနိုင်တော့ဘူးသိရမလားအရင်ပို့ပြီးတော့ရုန်းကန်လာကြရတယ်အကျွေးတွေနစ်နေတဲ့လူတွေအခုဆိုအင်ဂျီယာမဲ့တွေပို့ပြီးတော့များလာတယ်ကျွန်တော်တို့လာကာစားဆို UK ကတော်တော်လေးကိုအနေရကင်းတယ်လို့ပြောလို့ရတယ်အခုချိန်မှာအရင်ကလောက် safe မဖြစ်တော့ဘူးအခုချိန်မှာတစ်ကမ္ဘာလုံးမှာလည်းဖြစ်နေဒီနိုင်ငံရေး ideology တွေကလေနည်းနည်းပို့ပြီးတော့ right ဘက်ကိုသွားတဲ့ပုံစံတွေ extreme ဖြစ်လာတဲ့ဟာတွေများလာတဲ့အခါမှာသူသဖြင့်ကျွန်တော်တို့လိုအဖြူမဟုတ်တဲ့သူတွေကျွန်တော်တို့ကပြောရတဲ့ခံစားပါသေးတယ်သူသဖြင့်ဒီ Muslim တို့ဒီ black population ဘာညာ Pakistani Indian အဲ့လို main ကလေးတွေဘာညာဆိုလို့ရှိရင်ကျွန်တော်အသိဆရာဝန်တွေဘာတော့ရှိရလို့ hijab ဝတ်ထားတဲ့ main ကလေးဆိုလဲ target လောက်ခံရတာမျိုးတွေပို့ပြီးတော့ရှိလာတယ်အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့ကျွန်တော်တို့ဆရာဝန်ဆိုလို့ရှိရင်လည်းဒီ UK မှာဆရာဝန်လောက်ရတာနဲ့ဒီ US ဆို Australia မှာဆရာဝန်လောက်ရတာနဲ့ကွာတယ်ဟိုဖေးတွေဘာတွေအစအများကြီးกว่าတယ်တိလားအများကြီးกว่าတယ်ဟုတ်တယ်အဲ့ဒါကျွန်တော်ကြည့်လိုက်တယ်တိလား UK နိုင်ငံရဲ့ average salary ကပေါင်3000ရှိတယ် US နိုင်ငံရဲ့ average salary က75000ရှိတယ်အခုနောက်တော့အကိုပြောရတဲ့ဟာကိုကျွန်တော်တချို့ဟာတွေလက်ခံတယ်ပေါ့နော်တချို့ဟာတွေလည်းလက်မခံဘူးပေါ့နော်အဲဆိုရင်အကိုနေရဲ့မြို့နဲ့ကျွန်တော်နေရဲ့မြို့နဲ့ကွာနေလို့ပေါ့နော်ကျွန်တော်လန်ဒန်လုံးဝမလာခဲ့စေချင်ဘူးပေါ့နော် UK ကိုလာမှအခြားမြို့တွေမှာသွားနေမယ်ဆိုရင်နည်းနည်းလေးဟိုsmall town တွေဆိုရင် safe ဖြစ်လိမ့်မယ်ဟိုပြီးရင်နေလို့ကောင်းလိမ့်မယ်နေစိတ်စားစိတ်လည်းအဲ့လောက်ကြီးမပြောင်း London is just ridiculous ပေါ့နော်ဟိုမှာဒီပြောရမယ်ဆိုရင် quality of life ကလုံးဝမကောင်း London မှာရတဲ့မြပတ်စံတွေအကုန်လုံးကဘယ်ကိုသွားလဲဆိုရင် tax နဲ့ rent ကိုသွားတယ် living cost အကုန်လုံးပေါ့နော်စဉ်းစားကြည့်ကိုတစ်လမှာ300ဝင်နေဆိုရင်390လောက်ကနေစိတ်စားစိတ်နဲ့ကုန်သွားတယ်နေစိတ်စားစိတ်လို့ပြောတဲ့အခါမှာအဲ့လိုမျိုးအိမ်ကောင်းလေးမှနေရမို့စားရလို့ပြောတဲ့အခါမှာလုံးဝစားလို့ဆိုင်နေစားရမို့ကိုယ့်ဟာကိုချက်စားတာနဲ့တင်ကိုနေစိတ်စားစိတ်ကအဲ့လောက်ရှိတယ်အဲ့တော့ဒီဟာလူတွေအကုန်လုံးက struggle ဖြစ်နေရပေါ့နော်အမှမနစ်ကဆိုရင် UK က professional 500,000ပေါ့နော်9သိန်းကျော် UK ကနေထွက်သွားတယ်မနေရှင်ကြတော့ဘူး millionaire အပေါင်း1000ကျော်ထွက်သွားတယ် tax အရင် high ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီထက်ကမ္ဘာပေါ်မှာ probably ပေါ့နော်အစိုးရကအညစ်ဆုံးတဲ့မှာ UK ပါတယ်မရရင်ရတဲ့နီးလန်းနဲ့ပတ်စံရှာတာပေါ့နော်ဥပမာပြောရမယ်ဆိုဒီအခုဝတ်ထားတဲ့အင်ဂျီအဟောင်းကိုပြန်ရောင်းရင်တောင်မှပေါ့နော်ဒီအင်ဂျီအဟောင်းနေရတဲ့ပတ်စံအနည်းဆုံး 20% ကိုအစိုးရကိုပြန်ပေးရတယ်ပေါ့နော်အကေကိုက high income worker ဆိုရင်ကွာကိုရဲ့ salary က 55k တဲ့ကျော်တယ်ဒါမှမဟုတ် 100k တဲ့ကျော်ရင်35ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းလောက်ထိရောက်သွားနိုင်တယ်ပေါ့နော်တော်တော်လေးဟိုစိုးတယ်လို့ဒီမြင်နေပေါ့နော်နောက်ပိုင်း job opportunity တွေလည်းမရှိအောင်လန်ဒန်မှာဆိုရင်လူငယ်တွေပွဲရပညာတတ်တွေအများကြီးကဘာလို့နေလဲဆိုရင် Uber မောင်းနေတယ်ပြီးရင်အစားတောက်တွေလိုက်ပို့နေအဲ့လူတွေအကောင်လုံးက master အကြောင်းပြီးထားတဲ့သူတွေ PhD အကြောင်းပြီးထားတဲ့သူတွေမနေ့ကဆိုရင်ဒီ Uber စီးနေတဲ့စကားပြောဖြစ်တယ်ပေါ့နော်ဒီအမြဲတမ်းဟိုတွေ့ရင်နေရာမှာလူတိုင်းနဲ့စကားပြောလဲရှိရပေါ့နော်တကယ်နဲ့အဲ့ဒီ Uber မောင်းနေတဲ့သူကကြောင်းစရာဒါပေမဲ့အဲ့ဒီ full time အလုပ်နဲ့ဘယ်လိုမှရက်တည်လို့မရလို့တဲ့
Uber ကိုကြောင်းစင်တာနဲ့ Uber စမောင်းတာလေ Oh god yeah အဲ့ဒါရ It's ဟုတ်တယ် crazy it's crazy London ကတော့ပတ်စံတော်တော်လေးရှိမှသာနေလို့ရမှာဒီအခု rent ဘယ်လောက်ပေးရလဲအင်္ဂလာက1300 1300ပေးရင်ဘာရလဲ small room အခန်းချင်းလေးပဲ အိတ်ခမ်းရဲ့ဟိုဟာအချိုးကိုင်းတာပါတယ် ဟုတ်တယ် kitchen ပါတယ်အဲ့ဒါကို1300 မို့ kitchen တို့ living space တို့က share လူများနဲ့ share လုပ် ဒီနေ့အခန်းချင်းလေးပဲပေါ့နော်ချင်းလေးပဲဒီဆိုရင်ထိုင်းရောက်သွားတဲ့အခါမှာလေမျက်ရည်အောင်ကြတယ်ဘာဆိုရင်ကိုယူလိုက်တဲ့ one bedroom အခန်းကလေဘာမှတလားစာစီပေါ်လေးနဲ့ swimming pool တွေပါဂျင်းတွေပါဖြည်းဖြည်းကိုတော့မှပျော့ဖြစ်တယ်ထိုင်းအောင်ကြောက်တဲ့ခါမှာမျက်ရည်အောင်ကြတယ်ပေါ့နော်ငါရဲ့ဘွာ UK မှာနေပြီးမှအခန်းချင်းလေးထဲမှာပိတ်မိနေရပါတော့မသိရင်ထောင်ကြတဲ့အတိုင်းပဲဒီရဲ့အခန်းအကျယ်ကဒီလောက်ပဲရှိတယ် Oh god yeah အဲ့ဒါဒီကအဲ့ London မှာ1300ပေးကျွန်တော်ကတော့ UK ရဲ့နယ်မှာနေတော့နယ်မှာနေတော့ကျွန်တော်အိမ်မှာကျွန်တော်အခုနေတဲ့ air can ရှိတယ်မိဖို့ကြောင့်အနောက်မှာကျွန်တော် backyard ဟိုဟာ garden လေးတစ်ခုရှိတယ်အရှိမ driveway ပါတယ်အိတ်ခန်းနှခန်းပါတယ် store ခန်းနဲ့အိမ်သာအကုန်တွဲရက်ကိုကျွန်တော်တစ်လ900ပဲပေးရတယ်ဒီရဲ့တဝက်နီးပဲပေး Oh my god so cheap ပြီးတော့နေရတယ်အဲ့လို agent နေရာမျိုးမှာနေရတာပေါ့နော်အဲ့တော့ဟုတ်တယ် London ကို2ရက်ပဲနေနိုင်တယ်အရန်လေလူများတယ်ဈေးကြီးတယ်ကျွန်တော် London မှာနေကျွန်တော်ဘာမှစုမိမှာမဟုတ်ဘူး invest လုပ်လို့ရမှာမဟုတ်ဘူးဘာမှကြံမှာမဟုတ်ဘူးဒီပြောသလိုပဲကျွန်တော်တို့ဆရာဝန်လားကကျွန်တော်အခုဆိုကျွန်တော်ဟိုပါပေါ့ after tax ကိုကျွန်တော်3000ကျော်ပဲရတာတော့မမရဘူးအဲ့ဒါနဲ့ဘလို့မှ London မှာကျွန်တော်သွားနေလို့မရဘူးတော်တော်နဲနော်ဆရာဝန်လာစားတော့မှ after tax ကို3000ပဲရရဲဆိုရင်နော်3000ကျော်ပဲရတယ် after tax ကိုဟိုကတော့ပါတာပေါ့ကျွန်တော် after tax ရကျွန်တော်ဟိုကလည်းပေးတာပေါ့နော်ပင်စင်လည်းပေးတာ tax ရပင်စင်ရ insurance ရဘာညာဆိုတော့အစောပြောခဲ့လို့ပေါ့နော် UK ကတော့အဲ့လိုပတ်စံအချိန်လုံးဖြတ်တယ်ဆိုပေမဲ့ UK ကဘာမျိုးသွားကောင်းလဲဆိုဥပမာဆိုလို့ရှိရင် income ရန်နေတဲ့သူတို့ကျန်းမာရေးကြောင့်အလုပ်မလုပ်နိုင်တဲ့သူတို့ unemployed ဖြစ်သွားတဲ့လူတွေ homeless တွေဒီလူကြီးပိုင်းတွေအတွက်ကြတော့တို့ကကျွန်တော်တို့ကောက်ထားခဲ့တဲ့ပတ်စံတွေတခါပြန်ပြီးတော့လို့ social welfare ကတော့တခါပြန်ပြီးတော့ကောင်းတယ်ဒါပေမဲ့အဲ့လို welfare ကောင်းတဲ့အတွက်ဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုဆင်းရဲတဲ့မြို့တွေမှာကြတော့တချို့ရဒီ welfare system ကိုတို့ abuse ပြန်လုပ်တယ်အလုံးမလုပ်တော့ဘူးကလေးတွေအများကြီးမွေးတယ်ဘာလို့ကျွန်တော်အတိအကျတော့မသိဘူးဒါပေမဲ့ဒီကလေးရေအတွက်နဲ့အမျှတော့မှကလေး2ယောက်ရှိတဲ့အိမ်ထက်ဆိုင်ကလေး4ယောက်လို့ရှိတဲ့ပတ်စံပို့ပြီးတော့ support ပို့ရတယ်ပေါ့အဲ့လိုမျိုးတွေဖြစ်သွားတယ်နောက်တစ်ခါ US မှာဆိုလို့ရှိရင် healthcare insurance တွေပါအများကြီးပေးရတယ် UK မှာတော့ still ကိုနေမကောင်းဖြစ်လို့ရှိရင်ဆေးရုံသွားတာဆေးဘိုးဝါကကိုကကင်ဆာဖြစ်လို့ခီမိုဆေးသွင်းရတာတွေခွဲစိတ်ရတာဘာညာအကုန်လုံးကဒီအစိုးရကပေးထားတဲ့အတွက်တနည်းမဟုတ်တနည်းတော့ဗျာအဲ့ဒီဟာတွေတော့ပြန်ပြီးတော့သွားပြီးတော့တက်တာတယ်ဒါပေမဲ့လည်းအကုန်လုံးကဒါအစိုးရ healthcare ဖြစ်တော့ကျွန်တော် healthcare မှာလုပ်နေတာ哦ဒီရန်ကုန်ဆေးရုံကြီးရောက်ဘူးလားမရောက်ဘူးဗျရန်ကုန်ဆေးရုံကြီးသွားလို့ရှင်အရေးပေါ်ဖြစ်လို့သွားလို့ရှင်အရေးပေါ်ဌာနရောက်ပါဆိုလူတွေကလည်းအများကြီးပဲတန်းစီပြီးတော့သိရမလား corridor မှာလူနာတွေပြန့်ကျဲဖြစ်ချင်တိုင်းဖြစ်ဆရာမတွေက all hit လူနာတွေက all hit အဲ့လိုဆေးရုံကားတွေပြည့်အဲ့ဒီလိုပဲ UK မှာလည်းအခုအဲ့လိုဖြစ်နေပြီကျွန်တော်တို့ဟို emergency department မှာလုပ်လို့ရှိရင်ထားပါတော့ကျွန်တော် winter ဆိုဒီမှာ soundness ဆိုတော်တော်လေးအခြေအနေဆိုးရတဲ့မှာပါတယ်ဥပမာကျွန်တော်တို့မှာ target ရှိတယ်ဗျာလူနာတယောက်ကအရေးပေါ်ဌာနကိုရောက်လာပြီဆိုလို့ရှိရင်4နာရီအတွင်းဒီလူနာကိုကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ဒီအရေးပေါ်ဌာနမှာ24နာရီကျော်လောက်ထိဒီ corridor မှာစောင့်နေရတဲ့လူနာတွေအများကြီးပဲတချို့ဖိုးကြီးဖွားကြီးတွေအောက်ဆီဂျင်ပိုက်တန်းလန်းနဲ့လူသွားလမ်းမာကြီးမှာစောင့်နေရတယ်တချို့တွေဆိုသွေးတွေထွက်ပြီးမှအဲ့လိုမျိုးပေါ့နော်တကယ် dignity လည်းမရှိတော့အဲ့လိုမျိုးတွေဖြစ်လာတယ်တခါဟိုဒီနေမကောင်းဖြစ်လို့ဗျာထားပါတော့ joint problem ဗျာဟိုဒူးနာတယ်ပဲထား GP နဲ့တွေ့ကြတယ်ဆို GP appointment ရဖို့တော့မှ like ချက်ချင်းမရဘူးစောင့်ရတယ်တခါ GP appointment ရဖို့ပဲနော်ချစ်ရတယ်ဆိုချက်ချင်းသွားကြည့်လို့မရဘူးမနေ့9နာရီလောက်မျိုးထပြီးလို့ဆိုဖုန်းဆက်ဒီတိုင်းသွားကြည့်လို့မရဘူးအဲ့လိုမျိုးတွေတော့ဖြစ်လာတာပေါ့နော်မြန်မာနေတော့ဆိုနေမကောင်းဖြစ်ပြီးတော့ပတ်စံနဲ့ပေးနိုင်လို့ရှင်လေစီကံသွားပြလိုက်ရင် private စီကံသွားပြလိုက်ရင်ရတယ်ဗျာသိလားဟုတ်တယ်အဲ့တော့အကိုပြောချင်တာအခုနောက်ပိုင်းတော့ဒီ UK ရဲ့ကောင်းတဲ့ quality တစ်ခုဖြစ်တဲ့ healthcare system ပေါ့နော်ဆောက်ရုပ်လာတယ်လို့ပြောချင်တာပေါ့နော်မနိုင်တော့ဘူးဆောက်ရုပ်လာတယ်မနိုင်တော့တယ်သိလားမနိုင်တော့တာဒီကိုပေးနိုင်တဲ့ service နဲ့ဒီပေးနေရတဲ့လူဦးရေကမနိုင်တော့တာဥပမာဆိုကျွန်တော်တို့ဟောပေါ့ဘာလို့ဒီလူနာတွေအရန်ပြည့်နေလဲဆိုတခါဆေးရုံပေါ်လူနာတွေအိမ်ပြန်မလွတ်နိုင်ဘူးပြဿနာဘာလို့အိမ်ပြန်မလွတ်နိုင်လဲဆိုဥပမာထားပါတော့အသက်80အရွယ်အဖွားတစ်ယောက်ကချော်လဲပြီးတော့ဆေးရုံရောက်လာတယ်ဆေးရုံမတက်ခင်တော့ तू ကအကောင်းအိမ်မှာတယောက်တည်းနေတယ်အကုန်လုံးအိမ်မှုကိစ္စဘာညာအကုန်လုံးနိုင်တယ်ဈေးဘာညာသွားနိုင်တယ်ဒါပေမဲ့ဒီခါချော်လဲပြီးသွားတဲ့အခါမှာကိုကမှထားပါတော့ဒီတင်ပစုံရိုးကျိုးသွားလို့အလုံးမလုံးနိုင်တော့အဲ့တော့ကိုကဟိုဒီ surgery ဘာညာလုပ်ပြီးသွားပြီဆိုတော့မိုင်းမှာဆိုလွယ်တယ်ကွာ surgery လုပ်ပြီးသွားရင်အိမ်ပြန်တော့ပြန်ဆင်းလို့ရပြီဟိုအိမ်မှာမိသားစုဘာညာကူညီမယ်ဒါဒီမှာကျတော့အဲ့လိုမျိုးတယောက်တည်းနေနေရတဲ့အဖိုးဖွားတွေအများကြီးပဲအဲ့တော့ဒီ surgery ပြီးသွားပြီဆိုလဲကွာချက်ချင်းလေတည်တယ်အရင်ကလို့ကျွန်တော်ခုနပြောခဲ့လို့အိမ်မှုကိစ္စလုပ်တာမျိုးတွေဈေးသွားတာမျိုးတွေဘာမှမလုပ်နိုင်သေးဘူးကိုရောမှလို့ဂျိုင်းတောက်တွေကူးချိတ်နေဖြစ်နေတဲ့အခါမှာ
ဒီဖွားကအိမ်ကိုငကိုလိုတယောက်တည်းပြန်လို့မရသေးတဲ့အတွက်ပြန်ဆင်းလို့မရပါဘူးဆိုအဲ့လိုဆေးရုံမှာပိတ်မိနေတယ်တွေအများကြီးပဲဘာလို့ဆိုတော့သူ့ကိုကူညီဆောင်ရှောက်မဲ့သားသမီးတွေမရှိဘူးတယောက်တည်းနေရမယ်ဆိုတော့အဲ့လိုမျိုး risk တွေရှိရပြအဲ့တော့အဲ့လိုမျိုး social case တွေနဲ့ဆေးရုံမှာပိတ်မိနေတယ်တွေကျွန်တော်တို့ bed block လို့ခေါ်ရပြအဲ့တော့ကိုက medically fit ဖြစ်နေပြီတကယ်တမ်းဆေးရုံကဆင်းလို့ရနေဒါပေမဲ့ social case တွေဖြစ်နေတော့အဲ့လိုမျိုးပိတ်နေတာပေါ့တချို့ဆိုလည်းအဲ့လိုပြန်စရာအိမ်မရှိလို့ဆေးရုံတက်လာတော့အကောင်ဒါပေမဲ့ဆေးရုံပေါ်ရောက်ပြီးတော့မှတချို့လေ homeless တွေပါညာ drug case တွေနဲ့တက်လာတယ်လေတက်လာပြီးတော့ဆေးရုံပေါ်ရောက်တော့ဘုံလုံးကုပြီးသွားပြီဒါပေမဲ့နေစရာမရှိတော့သူတို့အိမ်ရဖို့စောင့်တချို့ဆိုလို့ရှိရင်ဆေးရုံမှာ3-4လကြာသွားတဲ့လူတွေရှိတယ်အဲ့လိုမျိုးပေါ့ ဟုတ်လား yes ဟုတ်တယ်ဒီလေဒီကဆရာဝန်နဲ့ appointment ရဖို့ဆိုမလွယ်ဘူးเนาะဖုန်းဆက်တယ်ဆိုရင်ဖုန်းမှာကြီးပဲကို queue ကတနားရီလောက် queue လာတယ်တရာအောင်မနဲ့သူတို့ရုံဖွင့်ပြီးဆိုတော့တန်းခေါ်ရမှာတနားရီလောက် 9ခေါ်ဆိုမနေ့9နာရီထားခေါ်တာဟုတ်မရဘူးအဲ့လို minor case ဆိုတော်တော်လေးဒုက္ခရောက်တယ်ဒါပေမဲ့ဟိုထားပါတော့ကိုက heart attack ဖြစ်လို့တို့ car accident ဖြစ်လို့ဘာညာဆိုရင်တော့ A&E ကိုသွားတော့အဲ့ဒါမျိုး case ဆိုချစ်ချင်းကြည့်ပါတယ်ဒါပေမဲ့တေတော့မယ်အသက်အန္တရာယ်ဖြစ်လောက်တဲ့ case ဆိုတော့ချစ်ချင်းကြည့်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကိုမသေးသေးဘူးဆိုတော့မကြည့်ဘူးစောင့်ရဆိုစောင့်နေမှာဟိုဒီရဲ့ bite မှာလေ तू ကဟို polyp ရှိရပါတော့အဲ့ဒီ polyp က तू ကဘာပြောလဲဆိုရင် cancer ဖြစ်နိုင်တဲ့ chance က very low ပေါ့နော် maybe less than 5% I would say ပေါ့နော်အဲ့တော့အဲ့ဒါကိုတနစ်ကြော်ရေးစောင့်နေတာတနစ်အသက်နဲ့ away bro ကြည့်မှာမဟုတ် honestly especially in London တို့ကဟိုတနေ့ကြော်ရဲလောင်းအောင်กินဆိုင်ဟာမြန် cancer ဖြစ်ပါမြန်တက်နေပြီကိုဖြတ်ချင်အဲ့လိုမျိုးပုံစံ Thailand သွားပြီးသား Thailand private စီကိုသွားပြီးလုပ်လိုက်အဲ့ဒါပိုမြန်တယ်ဟုတ်တယ်အဲ့ဒါပိုမြန်တယ်ပေါ့နော်အဲ့တော့ကို့မှာ appointment ကိုယူတာကိုဒီ case တွေရောဒီမှာအခြားကိုကလည်းပေါ့နော် UK ကိုရောက်လာတဲ့ခါမှာဘာဖြစ်လာလဲဆိုရင်ယောဂရှိရင်တစ်ခုတည်းတွားမပြတော့မြန်မာနိုင်ငံမှာဆိုရင်တစ်ခုမကောင်းရင်တစ်ခုတွားပြတယ်ပြီးရင်ကူးလိုက်တယ်ဒီမှာကျတော့လွန်ခဲ့တဲ့ဘက်ကဒီရဲ့ဟိုအဆူတာဒီရဲ့ GP နဲ့တွားတွေ့တာသူကokay ဘာဖြစ်လဲဆိုရင်အော်ဒီမှာ polyp ရှိရပေါ့နော်အဲ့ဒါဟိုတစ်နှစ်ရှိပြီ scan လုပ်ရမယ်ဆိုရင် okay အဲ့ဆိုရင် scan လုပ်ပေးမယ်ပြီးရင်ကျွန်တော်က shoulder injury ရှိရပေါ့နော်ဒီ shoulder injury ကလည်းတစ်နှစ်ကျော်နာနေပြီပေါ့နော်အခုချိန်နေမပြောက်တည်ပေါ့နော် okay အဲ့တော့လည်း scan လုပ်ပေးမယ်နောက်ထပ်ဘာရှိသေးလဲဟာကျွန်တော်ခြေအောက်မှာလည်းအနာပေါက်နေရပေါ့နော်ဒီအနာကလည်းလုံးဝလမ်းလျှောက်ရအဆင်ပြေဟာကြည့်ပြီဟာတခုသူကတခုပြီးတခုကြည့်ရဆရာဝန်အော်မင်းရောတော်တော်ဆူတာပဲappointment ရဖို့မလွယ်လို့လေလားဟုတ်တယ် appointment ရဖို့တော်တော်မလွယ်အဲ့တော့ဆရာဝန်တွေဘက်ကလည်းတစ်ခါတိုင်ပြန်ပတ်တယ်ဆိုတော့ GP ဆိုလို့ရှိရင်တကယ်လူနာကိုပေးတဲ့ time က7 minute ပဲလေ allocated time က7 minute ပဲအဲ့တော့လူနာတွေကတစ်ခါလာလို့ရှိရင်အဲ့လိုပဲဒီလိုပဲအများစုကပြဿနာ3-4ခုနဲ့လာအဲ့တော့အဲ့7 minute ထဲမှာ3-4ခုကိုပြန်ရှင်းဖို့တော်တော်လေးဒုက္ခရောက်တယ်ဆရာဝန်တွေဘက်ကပြန်ကြည့်ရင်ပေါ့နော် waiting list တွေ long ဖြစ်လို့ဆရာဝန်တွေကအားရပြီးမကြည့်တာဆိုမဟုတ်ဘူးအဲ့ဒီ waiting list ကဟို covid ကာလလောက်ထဲကကြံခဲ့တဲ့ waiting list ပေါ့နော်အဲ့ဟာတွေကိုပြန်ရှင်းနေရတာနေမလောက်တော့ပြီးတော့ဟိုဒီလို working condition တွေကြောင့်မယ်လေအခုဆိုလို့ရှိရင်ဒီပြောလို့ပဲဒီ London ဘက်ကလူတွေရောတော်တော်များများလဲဒီနိုင်ငံတွေကနေ graduate ဖြစ်ပြီးလို့ရှိရင်တခြားနိုင်ငံပြောင်းကုန်ကြတယ်ဗျာတူပဲဆရာဝန်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ foundation year 1 2လို့ခေါ်တာပေါ့နော်မြန်မာလိုအလွယ်ဆိုတော့ housing နဲ့ housing ပြီးရင် Aussie ထွက်တယ်တချို့ US သွားတယ် New Zealand သွားတယ် Canada သွားတယ်အကုန်လုံးကထွက်နေတာအခုကဘယ်လိုလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်တို့ဒီ India Pakistan Nigeria Ghana အဲ့ဒီဘက်ကဆရာဝန်တွေက UK ကိုဝင်တယ်UK train နေအကုန်နိုင်ငံတွေကပြန်ထွက်တယ်အဲ့လိုကျွန်တော်တို့လိုမြန်မာတွေ Nigeria နေပါတွေရောပဲ UK မှာခဏကြာပြီးတော့ experience ရပြီးလို့ရှိရင်တခြားနိုင်ငံတွေပြန်ထွက်တယ်အဲ့လိုဖြစ်နေတာပေါ့နော်ကျွန်တော်ပြောတဲ့လူပဲဟိုမြန်မာတွေဟိုလာမယ်ဆိုတော့လာညီးတယ်ဆိုပေမဲ့လည်း we came from a much worse place ကွာကျွန်တော်တို့တကယ်ဒီထက်အများကြီးဆိုးခဲ့တဲ့နေရာနဲ့လာခဲ့တာကျွန်တော်တို့ရှိနေတဲ့ဟာကိုကျွန်တော် appreciate လုပ်တယ်ဒါပေမဲ့ဒီနေရာကအကောင်းဆုံးမဟုတ်ဘူးပေါ့သိလားဒီထက်ပိုကောင်းတဲ့နေရာတွေရှိတယ်ကျွန်တော်ညီးတာကြတော့ because I have choices ကွာလားကျွန်တော်ကတယောက်တည်းတမဆိုတော့အလွယ်တကူနိုင်ငံပြောင်းအရန်လွယ်အခု go and live in Spain Germany Australia ပေါ့နော်အလွယ်တကူပြောင်းပြီးမှနေလို့ရတဲ့ opportunity ရှိတဲ့အတွက်ကြောင့်မို့လေတချို့လူတွေအတွက်က choice မရှိဘူးဆိုရင်တော့UK is really really good ပေါ့နော်အကိုပြောလို့မျိုးပဲ London မှာပဲမနေနဲ့ London မှာနေရင်ကိုရတဲ့မြပတ်စံနေအကုန်လုံးပြန်ပေးရလိမ့်မယ်အခြားမျိုးတွေမှာတွားနေမယ်ဆိုရင် quality of life ကပိုကောင်းလိမ့်မယ်ပေါ့နော်